Did you guys know that iShowSpeed also raps? iShowSpeed ဆိုတာနဲ့လူတွေကသူကရည်ရတယ်ပြီးတော့သူ့ရဲ့အောင်မြင်မှုတွေသူ့ရဲ့ streaming လုပ်တဲ့ကာလတွေသူ့ရဲ့ထူးခြားတဲ့ behavior တွေဒါတွေကိုပဲလူတွေကသတိထားမိကြရပါတော့။ I appreciate everybody. Y'all already know it's Speed here. Here go the backflip. iShowSpeed ရဲ့ထူးခြားတဲ့ side quest တွေကတခုကိုပြောရမယ်ဆိုရင်တော့သူ့ရဲ့ rap career အကြောင်းပဲပြောရမှာပါသူက2021ခုနှစ်မှာ rap သင်းတစ်ပုဒ်ကိုထုတ်ခဲ့ပါတယ်ဒီသင်းကဟာသဆန်ဆန်ပဲဆိုရတာပေါ့နော်ဒီထဲမှာသူ့ရဲ့ unique ဖြစ်တဲ့သူ့ရဲ့လုံနေချဟောင်းတဲ့အတန်တွေလည်းပါတယ်ပြီးတော့အတီးပေါက်မဟုတ်တဲ့သင်းတစ်ပုဒ်ပါပဲဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဆက်မပြောခင်မှာကြိုပြောထားချင်တာကဒီဗီဒီယိုကiShowSpeed ရဲ့ music နဲ့ပတ်သက်တဲ့ journey အကြောင်းကိုအဓိကထားပြီးပြောချင်တာပါသူရဲ့ music ပိုင်းဆိုင်ရာကို judgment တွေလုပ်ဖို့မဟုတ်ပါဘူး just facts ပါ iShowSpeed လုပ်တဲ့ music ပုံစံက Jazzy Club လို့ခေါ်ပါတယ်သူက aggressive ဖြစ်ဖြစ် bouncy ဖြစ်ဖြစ်နဲ့ electronic influence လည်းနည်းနည်းပါတဲ့ rap အမျိုးအစားပါအဲ့လိုနဲ့2021ခုနှစ်မှာ iShowSpeed က Shake ဆိုတဲ့သင်းထွက်ခဲ့ပါတယ်အဲ့ဒါပြီးသွားတဲ့အချိန်မှာ2022ခုနှစ်မှာကမ္ဘာဖလားလဲရှိတော့ World Cup ဆိုတဲ့သင်းကိုထပ်ပြီးထုတ်ခဲ့ပါတယ်ဒီသင်းကိုထုတ်နိုင်မှုအတွက် Warner Record ကသူ့ကိုစာချုပ်ချုပ်ခဲ့ပါတယ်အဲ့နောက်ပိုင်းမှာတော့ Speed ရဲ့ rap career ကပို့ပြီးတော့အတီးပေါက်ကြီးဖြစ်လာခဲ့ပါတယ်2023ခုနှစ်ပေါ်တူဂီမှာလုပ်တဲ့ Rolling Loud ပွဲမှာသူက guest အနေနဲ့လည်းစင်ပေါ်တက်ပြီးဖျော်ရခဲ့ပါသေးတယ်2024ခုနှစ်မှာထပ်ပြီးတော့ EP တစ်ခုထွက်ခဲ့ပါတယ်ဒီ EP ရဲ့နာမည်က Road to Brazil လို့ခေါ်ပြီးတော့ Brazilian funk music ရဲ့ influence တွေလည်းပါတယ်ပေါ့နော်အဲ့ဒါတွေပြီးွားလို့2025ခုနှစ်မှာ Speed Gang ဆိုတဲ့ EP နောက်တစ်ခုထပ်ထွက်ခဲ့ပါတယ်ကိန်းဂဏန်းအရပြောရမယ်ဆိုရင်တော့ iShowSpeed ရဲ့ Spotify monthly listener ကအခုချိန်မှာ 1.8 1.9 million ထိရှိပါတယ်ဒါပေမဲ့ peak အနေနဲ့ဆိုရင်တော့2022ခုနှစ်မှာ 5.8 million လောက်ထိရှိခဲ့ပြီးပါတယ်အခုချိန်မှာတော့ iShowSpeed ကခုနကပြောခဲ့တဲ့ EP နှစ်ခုရဲ့ single တွေအများကြီးရထွက်ထားပြီးပြီပေါ့နော်ဒါပေမဲ့သူ့ရဲ့အမြင်ရတော့သူကဒါနဲ့ပတ်သက်ပြီးတော့ effort တွေကြီးကြီးမားမားမျိုးထည့်ထားတာမျိုးမရှိဘဲနဲ့သူ့ရဲ့ပုံစံအတိုင်းသူ့ရဲ့နေ့စဉ်ဖြတ်သန်းတဲ့ပုံစံအတိုင်းပဲဒီသင်းလောက်တာကိုလည်းတစ်ခုအနေနဲ့ထည့်သွင်းပြီးပေါ်ပါလုပ်ခဲ့လို့ဆိုပါတယ်တကယ်လဲသူကဒီသင်းတွေစလုပ်ဖြစ်ခဲ့တာက game တွေစော်ရင်တောင်းနဲ့တော throw in နဲ့စလုပ်ဖြစ်ခဲ့တာပါအဲ့တော့သူ့ရဲ့ဒီ music career ဘက်မှာအတိုင်းတာတစ်ခုဂိမ်းကနေတစ်ခုအထိအခုလိုရောက်ရှိနေတယ်ဆိုတာကလည်းသူ့ရဲ့တစ်ဖက် streaming career ဘက်က influence တွေ background တွေတစ်ပိုင်းလဲပါကောင်းပါမယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်အနေနဲ့ကတော့ iShowSpeed ကြီးကတချင်းဆိုနေပြီဆိုတဲ့အကြောင်းကိုသိစေချင်လို့ပြောတာပါ Guess in the track ဆိုတဲ့တချင်းကိုကြားချင်းမှာတော့ကျွန်တော်ကတော့တော်တော်လေးအံ့ဩမိသွားပါတယ်အဲ့တော့အားလုံးပဲ good luck ပါ peace